နေပြီးတော့လေဝင်းမျိုးအမှန်ကစီပီပန်နောက်မှာဒီနေ့ရောင်းမှုရှိပါတယ်ရှင်ဒီနေ့ကတော့အလေးရက30ရှိပြီးတော့အငယ်ကကြတော့22ပေရှိပါတယ်ရှင်အောက်မှာ open ခံထားပါတယ်ကြောက်ပြားကာရတာဖြစ်ပါတယ်ရှင်ရင်းပြီးအဆုံးပါပါတယ်ရှင်ပြီးလို့ရှိရင်ဒီဟာလေးကအကြောင်းနဲ့လည်းနီးတယ်ဈေးနဲ့လည်းနီးတယ်ဟိုဘက်နဲ့ထွက်လိုက်မယ်ဆိုလို့ရှိရင်ဈေးရုံနဲ့လည်းနီးပါတယ်ရှင်နော်ပုဂ္ဂလိကစီကန်းတွေကိုအဆုံးရှိပါတယ်အဲ့ဒါနဲ့လည်းနီးတယ်တကယ်နေရာကောင်းလေးပါခိုင်းလို့ဆိုလို့ရှိရင်ရေတော့ရှိတယ်ဒါပေမဲ့ရေစက်မထားဘူးပေါ့နော်ရေစက်မထားတာတောင်မှတစ်လောက်8000ရပါတယ်ပြန်ကားစားမယ်ဆိုရင်တေချာရွှိုင်းလိုက်မယ်ဆိုရှင်2သိန်းခွဲ3သိန်းရနိုင်ပါတယ်အောက်ထပ်တစ်ထပ်ရိုက်လိုက်မယ်ပြီးလို့ရှိရင်ဒီရေစက်တွေပါနေပေါ့နော်တွိုင်းလက်လည်းပြန်ပြီးတော့နည်းနည်းရေလောင်းအဲ့ဒါပုံစံမျိုးပေါ့နော်အဲ့လိုလေးပြောင်းလိုက်မယ်ဆိုရင်တော်တော်ဈေးကောင်းရတဲ့နေရာလေးပါရှင်လာလို့ရောင်းတာလည်းလူလူရောင်းတာပါရှင်ခိုင်တို့ဒီဘက်မှာလည်းအိမ်ကထားတဲ့အိမ်လေးထပ်ပြီးတော့စားဖို့ရှိလို့ပေါ့နော်ဒါကြောင့်နည်းနည်းဝေးတော့သွားကြည့်ကိုရကြဒီအမှတ်လျှောက်ထဲမှာဆိုသွားကြည့်မအားတော့ဘူးပေါ့နော်အားကြောင့်ရောင်းမှာဖြစ်ပါတယ်ရှင်400ကျော်နဲ့ရောင်းမှာပါအရင်ကခိုင်တို့တွက်ထားတာပေါက်စည်းနဲ့အဲ့ဒီနာမှာအဲ့ဒီအိမ်အဲ့လိုပုံစံမျိုးစောင်းမယ်ဆိုရင်တော့900ဝန်းကျင်ရှိပါတယ်ရှင်အခုက400ကျော်လေးနဲ့ပဲရောင်းပေးမှာဖြစ်ပါတယ်ရှင်ဓာတ်ရိုက်ဖြစ်ပါတယ်အားရှင်ဓာတ်ရိုက်ဖြစ်တဲ့အတွက်ကြောင့်ပွဲစားကလည်းပေးချင်မလို့တော့ပါဘူးရှင်ဖုန်းနံပါတ်လေးက420 44893ပါရှင်ဖုန်းနံပါတ်လေးက420 44893ပါ